ကျမတို့ကြည်ပြင်းလာတဲ့ကာလတစ်လျှောက်မှာအထင်မှားနေတာတစ်ခုရှိပါတယ်။အဲ့ဒါကလောဘမရှိတဲ့သူဟာစီးပွားမဖြစ်နိုင်ဘူး။ချမ်းသာကြွယ်ဝတဲ့သူမဖြစ်နိုင်ဘူးဆိုတာပါပဲ။ငယ်စဉ်ကတည်းကနေလူကြီးမိဘတွေစီကကျမတို့အမြဲကြားခဲ့ရဘူးတဲ့စကားကတော့လောဘမရှိရင်မကြီးပွားဘူး။လောဘမရှိတာလူပြင်းလူညံ့ဆိုတဲ့စကားတွေပါ။လူတော်တော်များများဟာလောဘတကြီးနဲ့စီးပွားရှာမှကြီးပွားချမ်းသာမယ်လို့ထင်နေကြတာပါတကယ်ပဲလောဘကြီးတိုင်းချမ်းသာကြပါသလားအောင်မြင်ကြီးပွားတဲ့သူတိုင်းဟာလောဘကြီးလို့အောင်မြင်ကြတာလားတေချာစဉ်းစားကြည့်ရင်အရန်ကိုလွဲချော်နေတာကိုတွေ့ရမှာပါလောဘရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကလူချင်းတက်မဲ့မှုပါလောဘကြီးရာဟာလူချင်းတက်မဲ့မှုကြီးတာပါကြီးပွားခြင်းအောင်မြင်ခြင်းတိုင်းဟာလူချင်းတက်မဲ့မှုတစ်ခုတည်းနဲ့ဖြစ်လာရတာမဟုတ်ပါဘူးမှန်ကန်တဲ့ကြိုးစားအားထုတ်မှုရှိမှသာရနိုင်တာပါဇွဲလုံးလဝရိယနဲ့ကြိုးစားအားထုတ်တဲ့သူတိုင်းအောင်မြင်နိုင်ပါတယ်ကြီးပွားတိုးတက်နိုင်ပါတယ်လောဘတကြီးနဲ့ဘလောက်ပဲတောင့်တနေပါစေကြိုးစားအားထုတ်မှုသာမရှိရင်ဘာမှရလာနိုင်မှာမဟုတ်ပါဘူးဒါကြောင့်အောင်မြင်ကြီးပွားခြင်းရဲ့အကြောင်းတရားဟာလောဘမဟုတ်ပါဘူးဇွဲလုံးလပါလို့ပြောချင်ပါတယ်ဒီတော့ကျမတို့ဟာစူးစမ်းရုန်းကန်နေကြရတဲ့ဘဝတိုက်ပွဲမှာလောဘကြီးဖို့ထက်လုံးလကြီးဖို့ကိုပဲအားထုတ်ကြရပါလိမ့်မယ်